အားလုံးပဲမင်္ဂလာပါနုဤဆွဲညှိစေမဲ့ဝတ်သားတေးကြက်လေးချက်စားကြရအောင်ဗျာဝတ်သားလေးကိုကျွန်တော်တို့ထည့်မဲ့ဇာပလာတွေကတော့ကြက်သွန်ပြူဂျင်းစားစနုံအချုံမုံရောင်တင်မုံငါတားမုံမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ကြက်သွန်ပြူထောင်းမိတာလေးကိုထည့်မယ်နည်းငယ်ဂျင်းတောင်းနည်းငယ်လေးထည့်မယ်ပြီးတော့စားနည်းငယ်ထည့်မယ်ချုံမုံနည်းငယ်ထည့်မယ်ရတာမုံနည်းငယ်ထည့်မယ်ပြီးရင်စားစနုံနဲ့ရောင်တင်မုံလေးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ငံပြာရေးပေါ့ဗျာနည်းနည်းထည့်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဂျာညိုးလို့ခေါ်တဲ့ပဲနောက်စီလို့ကျွန်တော်တို့ပဲငံပြာရေးလို့ကျွန်တော်တို့မှာခေါ်တာပေါ့ဂျာညိုးအနောက်လေးကိုရောင်လောက်အောင်တော့ကျွန်တော်ထည့်ပေးမယ်ပြီးသွားလို့ရှိရင်ဂျာညိုးလေးနည်းနည်းထည့်ပြီးသွားလို့ရှိရင်ကျွန်တော်တို့စီနည်းငယ်ထည့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒီဝတ်သားတဲ့အချိန်မှာဒီအရသာလေးနဲ့အဲ့လိုမျိုးလေးအရသာဝင်အောင်လုပ်မလို့ကျွန်တော်စီနည်းငယ်ထည့်ပြီးတော့ကျွန်တော်နေပါမယ်ချင်းတောင်းလေးနဲ့ဆိုကြတော့အနံရေးတဲ့မိုးရပေါ့နော်ချင်းတောင်းလေးချက်တော်မျိုးလေးနဲ့အဲ့လိုမျိုးလေးအရသာလေးဝင်အောင်လုပ်နေမယ်နေပြီးသွားလို့ရှိရင်ကျွန်တော်ကတော့တန်းပြီးတော့မချက်သိပါဘူးအဲ့ဒါလေးကိုခဏလေးတော့နှက်ထားပါသေးတယ်အရသာလေးဝင်အောင်လုပ်ပါအားလေးကိုစီလေးနည်းနည်းထည့်ပြီးတော့မီးအေးလေးနဲ့ရင်လုံးစပြီးတော့တင်မယ်ပေါ့ဗျာကဲမီးအေးလေးနဲ့အရင်ဆုံးစပြီးတော့တင်လိုက်မယ်ဒိတ်ချက်တာပြောတာပေါ့ဗျာကျွန်တော်မှတယောက်တည်းစားမှဆိုတော့ကြတော့အမဝတ်သားလေးနည်းနည်းပဲဆိုတော့ကြတော့အိုးသေးလေးနဲ့ထည့်တာအမကျွန်တော်မီးနည်းနည်းနဲ့ဝတ်သားကိုအရင်ဆုံးလုံးလိုက်တယ်ပေါ့ဗျာဟုတ်ကဲ့ဝတ်သားကိုလုံးလိုက်တယ်ဝတ်သားလေးနည်းလေးအသားလေးတင်းလာပြီဆိုလို့ရှိရင်ကျွန်တော်ရင်သွေးကြိုပြီးသားလေးရင်သွေးဆူတဲ့ဟာလေးကိုကျွန်တော်အသားတုံးလေးမြုပ်အောင်ထည့်လိုက်တယ်ထည့်ပြီးတော့ကျွန်တော်ပြန်ပြီးတော့အုပ်ထားလိုက်တယ်ပေါ့ဗျာအဲ့လိုမျိုးပြီးတော့လို့ရှိရင်ငွေမဲ့ဝတ်သားတုံးလေးအဲ့ချိန်မှာလည်းတင်းတင်းရင်းလေးဖြစ်လာပြီအဲ့ဒီရေလည်းခန်းသွားပြီဆိုလို့ရှိရင်အပေါ်ငံမြည်ကြီးကိုဗျာကျွန်တော်ကတော့ပထမဆုံးထည့်ခဲ့ရင်ကျွန်တော်ကွက်တီလောက်မှန်းပြီးထည့်တာဆိုတော့ကြတော့ဒီမှာဒါကတော့တရေခန်းတော်ကြီးပေါ့ကျွန်တော်နောက်ထပ်ပြီးရေထပ်ဖြည့်တာလားဒါဆိုလို့ရှိရင်ဝတ်သားနည်းနည်းနူးစားပြူလာပြီပေါ့ဗျာဒါဆိုလို့ရှိရင်နောက်တရေပါထပ်ခန်းတော့ပါမယ်ဟုတ်ကဲ့အဲ့ဒါလေးကိုကျွန်တော်မွေးပေးတယ်အသားလုံးလေးနူးမနူးပေါ့ဗျာအဲ့လိုမျိုးစမ်းကြည့်ရဲဘာလို့ကျွန်တော်စီပြန်ချက်ချင်တယ်ဆိုတဲ့အတွက်ကအဲ့လိုမျိုးလေးပေါ့ဗျာအဲ့မဲ့နောက်ထပ်စီဒါကတော့လုံးလုံးကိုရေခန့်တော့ခင်ဗျာလူဤဖန်နေတဲ့ဝတ်သားလုံးလေးတစ်ခွက်ကိုကျွန်တော်အချိန်ခဏလေးတင်ပါမယ်ကျွန်တော်ချက်ပြတာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ချက်စားလိုက်ကြရအောင်ဗျာဒါကတော့ကျွန်တော်ရဲ့ဝတ်သားဒေးချက်ခေါ်လူဝတ်သားဦးကြီးချက်ပါကဲအားလုံးပဲကြည့်ရှုပေးတဲ့အတွက်အကုန်လုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်ကဲနောက်ထပ်နေဦးသီးကျော်ဗီဒီယိုလေးလည်းရှိတဲ့အတွက်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးကြပါအောင်ဗျာ